Hello guys, this is Sophia. စာလုံးတဲ့ပလော်လေးပဲလုံးပါရဖြစ်ပါတယ်။အရင်ကစာအုပ်လုံးမယ်ပေါ့နော်။ခဲပြဲခဲတယ်ပေတန်လေးကိုလည်းရှာမှာဖြစ်ပါတယ်။ဒါပြီးလို့ရှိရင်တော့ကြက်မဲ့ဆောင်လေးရှာမှာဖြစ်ပါတယ်။အဲ့ဒါလေးကိုစပြီးတော့စာအုပ်ဖွင့်မယ်ပေါ့နော်။ဒီရှယ်ကပြန်စစ်မယ်လို့ပြောတဲ့အတွက်စာပြန်လုပ်ရတာဖြစ်ပါတယ်။အဲ့တော့အရင်စာအုပ်တင်နှံပါတယ်အရင်ဦးဆုံးဆိုတော့ speaking ဘိုင်းလေးကိုအရင်ဦးဆုံးဆိုတာလုပ်ပါတယ်ဒီရှယ်ကမေးချင်တာအကုန်မေးမယ်ဆိုတော့အစားလေးကြက်ကတာပေါ့နော်ပထမဆုံးဘလော်လေးဖြစ်လို့အမပိုင်ခွန်းလုပ်ပါလို့ရချင်ပါတယ်အဲ့တော့စာရေးကြက်တယ်ဒီအပိုင်းမှာမပါတဲ့ဟာလေးနဲ့ချိန်မှာပဲဆိုတော့စာလုပ်တဲ့အချိန်မှာလေဗီဒီယိုကြီးမရိုက်ရှင်လို့မပါတဲ့ဟာလေးတွေကိုဒီတိုင်းလေးပဲထပ်ထားရပေါ့နော်အဲ့တော့ဆိုတော့တစ်ခုနှမ်းတယ်ဒါပြီးတော့တခြားဟာရောက်မယ်ဒါကတော့ရေးထားတာလေးမလို့ပြပြင်းနဲ့ရိုက်လိုက်တာပါဒါကတော့အောက်ဆုံးရောက်မှာပဲပေါ့နော်ပြီးတာပါအများကြီးမရေးချင်လို့ပါအများကြီးပေါ့နော်မရေးချင်တော့မဟုတ်ဘူးအများကြီးမပြချင်လို့ပါစားကလေးနေ့နေတော့လည်းရေးထားရရှိရောဒီနေ့ကတနင်္ဂနွေလေးကြောက်ပိတ်ရက်ဆိုတော့လေဆိုတော့နိုင်လေးတွေကိုကြည်ပါတယ်ကြည်ပြီးတော့ဆိုရင်လည်းကြည်ပြီးတော့ဆိုရင်တော့ပေါ့နော်ကြည်သွားပြီဆိုတော့ကြည်နေပါတယ်ကြည်စာနဲ့ဖတ်တယ်ပေါ့နော်အများကြီးလုပ်ပါတယ်စာတော့ဒါကတော့ government ဘိုင်းရောက်သွားပြီပေါ့နော် government ဘိုင်းမှာစာပြောလုပ်ပါတယ်ဆိုရင်တော့ဒါလုပ်ပါတယ်စာလုပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ခုလိုကြည့်ပြီးတော့ပိုင်ထား